လာတချင်းကိုစင်ပေါ်မှာចောင်းစရာတယောက်လိုဣတိမရွေးတင်ပေးနေတဲ့အောင်စဘူးပရိသတ်ကြီးမင်းသားလေးအောင်စဘူးကတော့ဇမင်းသားကနေအခုចောင်းစရာဖြစ်သွားပါပြီနော်သူရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ဆမ်ဆောင်ပွဲမှာပရိသတ်တွေကိုစာချပေးနေခဲ့ပါတယ်သူရဲ့လာကိုတယောက်တည်းဆိုဖို့ဝါမချဖို့တလုံးချင်းဣတိမရွေးချပေးခဲ့ပြီးတော့အမူအရာတွေပါတင်ပေးခဲ့တာဖြစ်ပါတယ်လူရှင်တော်ဖြိုးကလည်းသူရဲ့ညီလေးကိုကိုရိုင်းဇမင်းသားရောတည်ရလောင်ចောင်းစရာဖြစ်နေပြီလို့စာနောက်ခဲ့တာဖြစ်ပါတယ်စင်အောက်ကပရိသတ်တွေကလည်းမင်းသားတင်ပေးသည်မြအကုန်လိုက်ဆိုနေခဲ့ပြီးတော့အောင်စဘူးကတော့ရှေ့ဆုံးအတန်းကနေနောက်ကပရိသတ်တွေအထီကိုစာမေးပွဲစစ်နေခဲ့တာပဲဖြစ်ပါတယ်ဆိုရှယ်ဘောကပရိသတ်တွေကလည်းဇမင်းသားနဲ့ပရိသတ်တွေနဲ့ဘယ်နေရာရောက်တဟဇာတာဖြစ်ပြီးတော့အဝင်ခွင်ချဖြစ်တယ်လို့ပြောကြပါတယ်အောင်စဘူးကလည်းသူနောက်ထွက်မဲ့တခြင်းအစ်စ်လေးကိုလည်းတင်ပေးခဲ့ပြီးတော့ပရိသတ်တွေနဲ့ရင်းနှီးမှုရယူနိုင်တဲ့စူပါပါဝါရှိပါတယ်နော်အောင်စဘူးဟာအလုပ်ကြိုးစားပြီးတော့မိဘအတွက်ပဲကြီးကအဖွဲဝင်တွေအပေါ်မှာလည်းငါဇမင်းသားဆိုတဲ့မာနာမထားပင်ပေါင်းတင်ဆက်ဆံနေသူဖြစ်ပါတယ်နော်နောက်ပြီးတော့အောင်စဘူးဟာပွဲတွေဇက်တိုက်ကနေရတာတောင်မှမနာဘဲနဲ့ကြော်ညာတွေကိုရိုက်ကူးလိုက်သူ့ရဲ့ဘဝရှည်ရေးအတွက်ကြိုးစားနေတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်နော်ဒီတော့ပရိသတ်ကြီးအောင်စဘူးဇက်တပင်ကတခြားဇက်တပင်တွေနဲ့မတူဘဲအလင်းအမြန်တိုးတက်ပြောင်းလဲနေတာကခေါင်းဆောင်ကောင်းလို့လည်းမဟုတ်တယ်လို့နောက်လိုက်ကောင်းလို့တခုတည်းလည်းမဟုတ်ပါဘူးနော်မေတ္တာတရားရှိထားပြီးတော့တငယ်ချင်းလိုပေါင်းတင်ဆက်ဆံတဲ့သူတွေအလုံးစိတ်တူကိုယ်တူရှိကြလို့ပဲဖြစ်မှာပါဒီတော့ပရိသတ်ကြီးအောင်စဘူးဇက်တစ်ဖွဲ့လုံးကိုချစ်တယ်ဆိုရင်မှတ်ချက်လေးတွေကိုပြောပြခဲ့ပါအောင်ရှင်